မြို့နင်းတွေဆိုင်းနေတဲ့တောရွာလေးတရွာရဲ့တစ်သားအိမ်ရှိလေးမှာအာယုဆိုတဲ့ကောင်လေးတယောက်ကခရီးဆောင်အလေးကိုလွှဲထားတယ်သူ့ရဲ့ရှေ့မှာအသက်40ကျော်ခန့်ညားပြီးတည်ငြိမ်တဲ့အာယုရဲ့အဖေဦးဖုံးမြင့်ဆိုတဲ့လူကြီးတယောက်ကရက်နေတယ်ဦးဖုံးမြင့်အာယုမင်းသွားရမယ့်ကြောင်းကမင်းနေတဲ့တောအုပ်ထက်ပူအနေများတယ်လူတွေကတားရဲတွေထက်ပူကြောက်ဖို့ကောင်းတယ်အာယုတားသိပါတယ်ဖေဦးဖုံးမြင့်ဖုံလေးတက်နေတဲ့ဓာအိမ်ဟောင်းတစ်ခုကိုကမ်းပေးရင်ဓာကိုယူသွားပါဘသူမှထုတ်မပြနဲ့မင်းတကယ်တိမ်မတက်အနေအကျုံမှသာဓာကိုထုတ်သုံးပါအာယုကဓာအိမ်ကိုလက်ခံလိုက်တဲ့အချိန်မှာဓာအိမ်ကနေအီးဆက်တဲ့အချိန်ဝါတစ်ခုဖြတ်စည်းသွားတာကိုသူခန်းစားလိုက်ရတယ်ဦးဖုံးမြင့်ကအာယုထွက်သွားတာကိုကြည့်ရင်စိတ်ထဲကနေရေရွတ်မိတယ်ငါသားမင်းရဲ့လမ်းကိုမင်းကိုယ်တိုင်ရွေးရမယ့်အချိန်ရောက်ပြီအာယုဆိုတဲ့ကောင်းလေးတယောက်ကတဖြည်းဖြည်းနဲ့ခရီးဆက်လာရင်ချီးကျက်ခံထားတဲ့ဘဝအင်ပါယာကျောင်းတော်ကြီးတို့ရောက်ရှိသူလာပါတော့တယ်။ကျောင်းသားတွေကအဖိုးတန်ဝတ်စုံတွေဝတ်ထားကြတယ်။အာယုကတော့ရိုးရှင်းတဲ့ရွာသားဝတ်စုံနဲ့တအိမ်အောင်မလွယ်ပြီးဝင်လာတယ်။ကျောင်းသားဝင်လို့စသက်ကြမယ်အားလုံးတန်းစီလို့ကျောင်းဆရာတအူးကပြောတယ်။ကျောင်းသားတွေတန်းစီပြီးလေဘယ်တိုင်းနဲ့ကျောင်းသုံးကိုကင်ကြတယ်။ကျောင်းသားတအူးကဂုံယူစွာဖြင့်ချီစမ်းငါလေဘယ်စနစ်กว่าဘေးလူတွေကဝိုင်းပြီးချီးကျူးကြတယ်။အာယုအလေရောက်တဲ့အချိန်မှာအားလုံးကတိတ်ဆိတ်သွားပြီးသူ့ကိုကြည့်ကြတယ်အာယုကကြောက်တုံးကိုကင်လိုက်တဲ့အခါကြောက်တုံးကအယောင်ပိမ့်မိန်လေးထွက်လာပြီးနံပါတ်9ဆိုတာပေါ်လာတယ်လူကြီးကဝလုံးကွင်းရေမောတံများနဲ့လေဝင်ကားတယ်လားဒီเจ้าကအလုံသမားတော်လေးပဲ30ရှိတာကွာတော်သားမင်းအိမ်ပြန်ပြီးနွားเจ้าတာပိုကောင်းမယ်ထင်တယ်အာယုကဘာမှမပြောဘဲတည်ငြိမ်စွာနဲ့လူထဲကထွက်လာတယ်အဲ့ဒီချိန်မှာလှပပြီးအရှိန်ဝါရှိတဲ့ကောင်မလေးတယောက်ကအဝေးကနေအာယုကိုစိုက်ကြည့်နေတယ်။သူမစိတ်ထဲမှာလေဘယ်ငါဆိုပေမဲ့သူ့ရဲ့အသက်ရှူနှောင်းကဘာလို့ဒီလောက်တည်ငြိမ်နေရတာလဲဆိုပြီးတန်ရဝင်သွားတယ်။အဲဒီနောက်တော့ကျောင်းဝန်းထဲကလူသူရှင်းနေစင်းကြံလမ်းပေါ်မှာလေဘယ်30ကျောင်းသားလူမိုက်တောင်ယောက်ကအာယုလာနေတာကိုပိတ်ရက်လိုက်တယ်။လူမိုက်ကောင်းဆောင်ဟဲ့ကောင်လေဘယ်ငါကောင်မင်းတအိမ်ကငါအဖိုးအမိုက်ပုံတွေကဓာတ်နဲ့တူးလာကြည့်လားကွာအာယုကိုတွန်းလေးလိုက်လို့အာယုမြေကြီးပေါ်လဲကျသွားတယ်အာယုကဘာမှမပြောဘဲခေါင်းငုံထားတယ်လူမိုက်တွေကရေမောပြီးလှည့်ထွက်သွားတဲ့အချိန်မှာအာယုကမြေကြီးပေါ်ခဲလုံးလေးတစ်လုံးကိုလက်ချောင်းကြားနဲ့ညှက်လိုက်တယ်သူ့ရဲ့လေပင်ကအဆင့်မှန်တိတ်သီးစားမြင့်တဲ့ဆွားကိုခဲလုံးနဲ့ပို့လိုက်ပြီးမျက်တောင်တစ်ခါအတွင်းတောက်လိုက်တယ်ခဲလုံးကလေရုပ်ကိုဖြတ်တဲ့အတန်တော်မထွက်ပဲလူမိုက်ခေါင်းဆောင်ရဲ့ခြေဖနှောင်းကအာယုကျောမတ်ကိုသွားမှန်တယ်လူမိုက်ခေါင်းဆောင်ဘာဖြစ်မှမသိပဲခြေတော်တွေခွေချပြီးမြောင်းနဲ့ကိုမောက်ခုံကြီးကျသွားတယ်အာယုကတော့ဘာမှမသိတယ်လို့ဖုံတွေခါပြီးဆက်လျှောက်သွားတယ်အနောက်ကဆောက်ဦးပေါ်ကနေအိမ်စီးကဒါကိုအကုန်မြင်လိုက်တယ်သူမမျက်လုံးနဲ့ပြူသွားပြီးသူတကယ်လုံးလိုက်တာလားရေယုံမိတယ်အာယုကလမ်းလျှောက်လာရင်ကျောင်းရဲ့အနောက်ဘက်ဒူမလာတဲ့ဥယျာဉ်ဦးကြီးတို့ရောက်လာပါတယ်အပင်တွေကညှိုးနှံပြီးနေရာနားမှာပေါင်းပင်တွေပေါင်းနေအဲ့ဒီမှာဝက်စားဆွန့်ဆွန့်ပြပြနေဦးမင်းဆိုတဲ့လူကြီးတယောက်ကတပြက်စီးလဲနေတယ်အာယုကအဲ့နာကိုဖြတ်သွားတဲ့အခါဦးမင်းကရုတ်တရက်ရက်လိုက်ပြီးအာယုရဲ့တအိမ်ကိုစိုက်ကြည့်နေတယ်ဦးမင်းဟဲ့ငတုံးလေးငါဝေးရနေကြည့်နေရကွာမင်းခဲလုံးနဲ့ပြစ်တာဟန်ကြပါရဲ့ဒါပေမဲ့မင်းရဲ့လေဖိုက်ကအရန်လေးနေတယ်အဲ့ဒီဆွမ်းအားတွေကိုမင်းမထိန်နိုင်မင်းတွေးရပြီးတေးလိုက်မယ်ကွာအာယုခြေလက်နဲ့တုံလောက်သွားတယ်သူငါအဲ့လေးဝချက်ကိုသိနေရဲ့ဒီဖို့ရဘသူလဲလို့သူရေရွတ်မိအာယုကပြောတယ်အဖိုးကဘာတူလဲဦးမင်းကရဲငါလားငါပေါင်းမင်းနေလောက်တဲ့အယူလေးလာမင်းမစွမ်းရီပူပါလိုက်ဒီကပေါင်းမင်းတွေကိုမင်းရဲ့စိတ်စွမ်းနဲ့အမြစ်ကနေလောင်းချွတ်အောင်လုံးလိုက်စမ်းပါကွာမင်းငါပြောတဲ့အတိုင်းမလုံးနိုင်ဒီနေ့ထမင်းမစားနဲ့လို့ပြောရင်အာယုပခုံးပို့လိုက်တယ်အဲ့ဒီချိန်မှာအာယုရဲ့ခန္ဓာကိုယ်ကစွမ်းရီကငြိမ်ချောက်သွားတယ်လို့အာယုခံစားလိုက်ရတယ်အာယုသိလိုက်ပြီဒီဖူးကြီးကတာမန်လို့မဟုတ်ဘူးပဲဆိုတာ